မေဝတ်တဲ့ထားလား ဟဲ့ယူလိုက်နာဘာလဲအမလို့လေမင်းကလေကျွန်တော်ဘာစီကထုတ်တာလဲ ဇာတ်ကောင်မှာအစားတောင်းမစားရဘူး စားတော့စားရဲ့ ဇာတ်ရင်းလေကန်ထားတော့အဖေပါ လောက်တယ်မလို့ဘောပေးအဲ့နောက်တော့မကြိုက်ဘူးဘာဖြစ်လဲစီကဘာဖြစ်လဲမိသားစုတော်တည်ပြီဘာဖြစ်လဲဇက်ကောင်မှာမဟုတ်စားရဲ့ဘာလို့ဘုရားစားချက်လို့ကြောက်ခိုင်းလဲကိုသူ့တောင်းကြရတယ်တောင်းပြမယ်လေစီကဘာလဲ ဇာတ်ကောင်မှာတောင်းလေ အဲ့လိုရတာငါတို့လည်းဆင်းတာဘော ပုံပြီးအောင် လကားစားတာမစားပါဘူးဟောကျွန်တော်တို့ ဒီလိုမှလည်းဒီလိုမငြိမ်ဘူးနှစ်ကောင်းနိုင်ပဲငြိမ်မနေနိုင်ဘူးခဏနေမစားရဘူးဒီလိုမှလာယူတယ် ဘုရားကတော့တော့ကျွန်တော်ဒီဘကိုရောက်တော့တကယ်ပြောတာဘကိုကမိသားစုကအဲ့လိုကြည့်လိုက်အဲ့လိုပေါ်လီတာရီမေးချန်ပြောကိုရှိကြီးကြီးပါတော့ကိုရှိကြီးကြိုက်မင်းသားကြိုက်ဘူးဒီနေ့ဘူးနော် ဒါလေးအပေါ်မှာစား အပေါ်မှာစားတော့ဘယ်လိုလဲ ဘာမှမဖြစ်ဘူးနေတို့ပြေးရအောင်မလို့အရိုးကြတာတတ်လိုက် တော့ခက်ပါလေနော်အဲ့တော့ဘာဖို့တယ်မအိမ်မပြောဒီဟာလို့ဒီလို ဘယ်နဲ့ခမရပါဖြစ်နေလဲ တကယ်ပြောတာအကိုကမိသားစုတွေတိတ်ချဖို့ကောင်းတယ် ဟုတ်တယ် အကိုရောက်တော့အိမ်ဝတ်ကြည့်ကြတယ်တော့ခွေးပြီးတော့ကလည်းကျွန်တော်ဗီဒီယိုတစ်စိတ်နဲ့လာမေးကြတာ လာမေးကြတယ် ဒီအောင်ဝတ်ချုပ်ဘယ်မှာနေလေးတဲ့ ဟုတ်တယ် အကိုရောက်တော့ကျွန်တော်နေစရာပေါ်ပါတယ်ကျွန်တော်လည်းပြန်ပြေးလိုက်တယ် ဒီမှာနေရ အ တော့ ကိုမျိုးသူတွေနှလုံးသားတွေမှာလို့ဘယ်လိုဖွဲ့ အဲ့ဒါနဲ့သူတို့တွေပြောလို့ပြီးတော့နိုင်တိုင်းအိမ်မက်တွေမဲ့တော့မှာဒီရလေးကိုကိုသူလို့ပြောတယ်တဲ့နေလားငါလား ဒီညမလေးပေါင်းပြီဒီညမလေးပေါင်းပြီပါဖြစ် သူပြော ပလေးလေးလေဟမ်ဟောပလေးလေးလေဟောမသိမနေ့က